မပြောပြဘူးမပြောပြပဲနဲ့နင်တို့လှုပ်ပဲလှုပ်နေတာပေါ့ဘာစကားမှမပြောဘဲနဲ့ဒီတိုင်းမှာပသက်ပိတ်ပြီးလှုပ်ကြတာပေါ့မျိုးလားအဲ့လိုမျိုးပြောမှာပါကြလို့မပြောရှူမယ်တော့ဘာလို့မပြောရှူမယ်တော့ဘာလို့မပြောဘဲနဲ့ဘာလို့သွားခံတာတော့ဒီလိုဟိုတယ်မှာနင့်ခေါ်တာလောက်တာဘာမကြွေးဘူးလားတော်ညနေကောင်မှရေတမှုကတော့အဲ့မှာဖရီးပေးတော့ရေတမှုတော့တောက်အောင်မှာပေါ့အဲ့နဲ့ရေတမှုလေးတောက်ပြီးတော့မောင်းရင်လောက်အဲ့သူစပီးတွေပဲတော့ဝယ်လာမှာပေါ့ငါပြောပါအဲ့မှာ4လပိုင်း9ရက်နေ့ကသွားပြစ်တယ်25ရက်နေ့ကသွားတယ်28ရက်နေ့ကသွားတယ်အဲ့ချားလေးအဲ့မင်္ဂလာဟိုတယ်ကနေတော့မှတ်မိနေပြီပေါ့ဒါဖြင့်မပုံနေလေးပေးရတာပေါ့အဲ့အချိန်ပိုင်းလေးတွေလည်းသွားပြီးတော့ပြင်ပြေးရတာပေါ့ကိုယ့်အိမ်ကိုမလို့ချင်းဘူးကအဲ့ချိန်မှာဟိုတယ်မှာသူနဲ့တူဖတ်အိပ်ပြီးတော့မှသူ့ကိုလိုချင်ရမှာလေဟုတ်တယ်မလားဟိုတယ်မှာအိပ်တယ်ဆိုရင်သူများယောက်ျားကိုလိုချင်သွားမှာပဲလေငါသူနဲ့တူနေရရင်သူ့ကိုထမင်းချက်ကျွေးရရင်တော့မစင်းစားမိဘူးလားစဉ်းစားမိအဲ့လိုမျိုးဘာလို့ယူဖို့မပြောကြအောင်မပြောပြဘူးမပြောပြပဲနဲ့နင်တို့လှုပ်ပဲလှုပ်နေတာပေါ့ဘာစကားမှမပြောဘဲနဲ့ဒီတိုင်းမှာပသက်ပိတ်ပြီးလှုပ်ကြတာပေါ့မျိုးလားအဲ့လိုမျိုးပြောမှာပါကြလို့မပြောရှူမယ်တော့ဘာလို့မပြောရှူမယ်တော့ဘာလို့မပြောဘဲနဲ့ဘာလို့သွားခံတာတော့အဲ့ချိန်မှာလည်းတနည်းနဲ့စကားပြောသူတယောက်ပဲရှိတယ်ဆက်သွယ်ရှိရဆိုတော့ဒုက္ခပဲနော်ရှူမယ်လည်းမပြောတဝတ်တောင်တိမ်ထူထောင်ဖို့လည်းမပြောကြဘူးပတ်စံလည်းတယောက်နဲ့ပေးမသုံးကြဘူးဆိုတော့နင်တို့ကဘာတွေတော့တယောက်နဲ့လည်းဘာမှစိတ်တမမှပြမယ်နဲ့ချစ်ပဲချစ်နေကြတာပေါ့အဲ့လိုမျိုးလားတယောက်နဲ့ချစ်မယ်ချစ်ပြီးရင်တယောက်နဲ့လှုပ်ကြမယ်လှုပ်ပြီးရင်တယောက်ပြန်ညမယ်သူလည်းသူ့မိဟာကြီးနဲ့သူပြန်ပေါင်းနေရတော့နင်းကြီးနဲ့ပြန်မပေါင်းမဲနဲ့အဲ့လိုမျိုးပဲလျှောက်သွားနေမယ်အဲ့လိုစဉ်းစားထားလားအဲ့ဒါဆိုတော့ငါတို့ဒီနဲ့ဒုက္ခပဲပေါ့နင်တို့လှုပ်တာပေါ့အမှန်ဆိုရင်ယူရမှာလေသူများနေသူများရဲ့တအားကြိုက်ပြီဆိုရင်ယူလိုက်ကြကိုအိုနဲ့ကိုအိမ်နဲ့ထူထောင်ကြငါတို့နဲ့လာမပတ်သက်နေတော့ဟာလားငါတို့နဲ့မပတ်သက်နေတော့အဝေးဆုံးမှနေပြီးတယောက်ထံအောင်တယောက်ခံကြအဲ့လိုမျိုးမလုပ်ကြပဲနဲ့ဘာလို့မြန်ဒီလိုဟိုတယ်မှာသွားအိမ်အောင်နဲ့မြန်လောက်ကြတာတော့ဘာလို့လုံးရကြတာတော့နင်တို့တွေငါတို့ဟမ်အဲ့မင်္ဂလာဟိုတယ်တခုတည်းပဲလားနင်တို့သွားတာတခြားဟိုတယ်ပဲဟိုတယ်သွားပြစ်သေးလဲပြောအဲ့ရှိမှာမင်္ဂလာဟိုတယ်မရောက်ခင်အဲ့လိုမင်္ဂလာဟိုတယ်ပဲအဲ့တော့နင်တို့မင်္ဂလာဟိုတယ်မှာဖောက်တယ်ဖြစ်နေပြီဟောဝန်ထမ်းတွေကသဘောကောင်းမှာဟိုတယ်ကဘယ်လိုပုံစံလဲ2ထပ်လား3ထပ်6ထပ်လားသွားရင်ခန်းထဲမှာဘယ်လောက်မှတဲကြမတူဘူးအေးဝဲတခန်းတော့မတူအဲ့မမရအခန်းတစ်ခန်းပဲအခန်းတစ်ခန်းမမရအခန်းတစ်ခန်းပြောပါစမ်းအဲ့စစ်သားကမစမ်း300ကျော်တော့300ကျော်တွေမှာပဲတဲကြတာပေါ့အေးဝဲမမရအခန်းတော့ပဲရှိမလဲဘာလို့တစ်ခါသွားရင်တစ်ခါအခန်းတွေကပြောင်းနေမှာပေါ့ဟုတ်တယ်မလားအဲ့နဲ့အချိန်ပိုင်းသွားတော့တစ်ခါတစ်နာရီဘယ်လောက်ပေးရတရက်ကိုဘယ်လောက်ပေးရ9000တရက်ကို9000တန်းတော့တယ်နော်အဲ့ဒီ2ယောက်အိတ်2ယောက်ခန်းထဲမှာအဲ့ဒီဆောင်းကပြောတဲ့ဟိုအိတ်တဲ့ဟိုဘတ်တက်လာအဲ့ဒီခုံလျှောဟိုဟာလေးပါတယ်ပေါ့မတူဘူးမတူပါတဲ့ခံပါတယ်မပါတဲ့ခံမပါဘူးငါယောက်ျားအဲ့ပါတဲ့ခံလည်းမတောင်းလားအဲ့ဒီခုံလျှောဟိုမှုရလေးဘတ်တက်လာပါတဲ့ဟာလေးတောင်းလားကြော်လားအဲ့လိုမျိုးတော့လားရှင်ခုံစရာတော့ကောင်းတာပေါ့နော်သူများယောက်ျားဘယ်လိုတွေချစ်တတ်လဲသူကတော့ကြံဖန်ပြီးတော့ပြောနေမှာပဲเนาะချစ်တယ်တို့အသေးတွေရတယ်တို့အသေးရည်တို့နေရာလဲကိုရည်တို့ဘာတို့ပြောစရာတော့ကောင်းနော်ကောင်းတယ်ပြောစရာကောင်းတာအဲ့တော့ပြောစရာကောင်းမှာပေါ့အခုမီးတော့မှပြောစရာမကောင်းတော့တာလေဟုတ်တယ်မလားအဲ့နဲ့အမှန်နဲ့၄လပိုင်းတစ်လလုံးက28ရက်နေ့ထိသွားကြ